ကျမဘာတတိထားမိလဲဆိုတော့ကျမတို့နိုင်ငံသူနိုင်ငံသားတွေကတယောက်ကိုတယောက်မနာလိုတဲ့စိတ်တွေတော်တော်များတယ်အဲ့ဒါဟုတ်လားအဲ့တော့အဲ့ဒီကိစ္စဟာကျမတို့နိုင်ငံကိုအများကြီးဒုက္ခပေးခဲ့တယ်နိုင်ငံရဲ့လောကမှာလည်းအဲ့ဒါလိုပဲတယောက်နဲ့တယောက်မနာလိုတာအကြောင်းမလို့လိုအပ်တဲ့ညီညွတ်မှုမရခဲ့လို့ဒုက္ခရောက်ခဲ့တာတွေအဲ့တော့ကျမခဏခဏစဉ်းစားတယ်ဘာလို့ကျမတို့ပြည်သူပြည်သားတွေဟာတော့တယောက်နဲ့တယောက်မနာလိုလဲကျမနိုင်ငံခြားနိုင်ငံတွေတော်တော်များများရောက်ဖူးတယ်လူသဘာဝအရာမနာလိုကြတာပဲမနာလိုစိတ်တော့ရှိကြတာပဲဒါပေမဲ့ကျမတို့နိုင်ငံကများနည်းနည်းထူးကဲနေသလားလို့ကျမစဉ်းစားတယ်အဲ့တော့စဉ်းစားတော့ကျမရတဲ့အဖြေကဘယ်လိုလဲဆိုတော့ကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေကကိုယုံကြည်ချက်မရှိတဲ့အခါကျတော့တခြားလူကိုမနာလိုဖြစ်တယ်လို့ဒီလိုကျမမြင်တယ်ကိုယုံတဲ့လူငါမှအရေးချင်းပြည့်စုံတယ်လို့ထင်တဲ့လူကတခြားလူကိုမနာလိုစရာအကြောင်းမရှိဘူးဒီတော့ကျမတို့ရဲ့ပြည်သူပြည်သားတွေအရေးချင်းပြည့်စုံအောင်လို့ကိုယုံကြည်နိုင်အောင်လို့ကျမတို့စနစ်ကိုပြောင်းပြီးတော့စ조사ရမယ်လို့ကျမမြင်ပါတယ်ကိုမယုံကြည်နိုင်တဲ့သူတွေကတခြားလူကိုမယုံကြည်နိုင်ဘူးအဲ့တော့ကျမတို့အချင်းချင်းမယုံကြည်နိုင်ရင်ကျမတို့ကြားမှာညီညွတ်မှုမတည်ဆောက်နိုင်ဘူးကျမတို့ညီညွတ်မှုမတည်ဆောက်နိုင်တဲ့၍တော့ဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးအချင်းချင်းကြားမှာမညီမညွတ်ဖြစ်နေတဲ့လူအတိုင်းဝိုင်းတစ်ခုဆိုတာတိုးတက်တယ်ရဲ့လို့ဘယ်တော့မှမရှိဘူးတယောက်နဲ့တယောက်ခွတ်နေမယ်တယောက်နဲ့တယောက်ကြောဓာတ်နဲ့ထိုးနေမယ်တယောက်နဲ့တယောက်အပြစ်ရှာနေမယ်တယောက်ရှိရတယောက်လူနေမယ်ဆိုရင်အဲ့ဒီလူအတိုင်းဝိုင်းဆိုတာတိုးတက်နိုင်တဲ့အခြေအနေအရေးထင်မရှိပါဘူး